အမျိုးသမီးဟာညအိပ်ရာမဝင်ခင်ညတိုင်းနွားနို့တစ်ခွက်တောက်တတ်ပါတယ်ဒါပေမဲ့ဒီနေ့တော့အရသာကထူးထူးခြားခြားကွာခြားနေပါတယ်ပထမတော့သူမတိတ်အာယုံမဆိုင်ခဲ့ပါဘူးနောက်နေ့မနက်မှာနိုးလာတဲ့အခါအမျိုးသမီးဟာခေါင်းမူပြီးထိတ်လန့်နေတယ်လို့ခံစားရပါတယ်ခန္ဓာကိုယ်မှာလည်းထူးဆန်းတဲ့ရောင်ရမ်းမှုတွေနဲ့နာကျင်မှုတွေရှိနေပါတယ်ပို့ပြီးတော့ထူးဆန်းတာကတော့သူမမချိတ်ခဲ့တဲ့ညဝိအင်ကြီးကကျဲတီးတွေကအခုချိတ်ထားပြီးသားဖြစ်နေတာပါပဲအမျိုးသမီးဟာညကသူမအဓမ္မပြုကျင့်ခံခဲ့ရကြောင်းချက်ချင်းသိလိုက်ပါတယ်ဒါနဲ့စစ်ဆေးဖို့အတွက်ဆေးရုံကိုအမြန်ပြေးခဲ့ပါတယ်ရလက်တွေရသူမအဓမ္မပြုကျင့်ခံခဲ့ရတာမှန်ကန်နေပြီးဒါဟာတစ်ချိန်တည်းမဟုတ်ဘူးလို့သိရပါတယ်ပထမတော့အမျိုးသမီးဟာရဲကိုဖုန်းခေါ်ဖို့ရည်ရွယ်ခဲ့ပေမဲ့တခြားသူတွေစီကအကဲဖြတ်တဲ့အကြည့်တွေကိုစဉ်းစားပြီးတော့လက်လျှော့လိုက်ပါတယ်ဒါတောင်မှတိုက်ခိုက်သူကိုလွတ်မြောက်စေဖို့တော့သူမရည်ရွယ်ချက်မရှိခဲ့ပါဘူးဒါနဲ့သူမနဲ့သူ့အကိုတို့အခန်းကိုအတူတူရှာဖွေခဲ့ကြပါတယ်ပြတင်းပေါက်ပေါင်ပေါ်ကလက်ကင်ဘဝတစ်ထည်ဖွင့်ထားတဲ့ပြတင်းပေါက်တစ်ခုကလွယ်ပြီးတခြားဘာမှမတွေ့ခဲ့ရပါဘူးနောက်ဆုံးမှာတော့အမျိုးသမီးဟာလောဆယ်လက်လျှော့လိုက်ရုံကလွယ်လို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူးသူ့ညီမဒီအိမ်မက်ဆိုးကိုအမြန်ဆုံးကြော်ဝါနိုင်ဖို့သူ့အကိုကမျက်ကန်းတိတ်တစ်ခုစီစဉ်ပေးခဲ့ပါတယ်ဒီမျက်ကန်းတိတ်မှာပဲသူ့အကိုကတန်တရားရှိသူတယောက်ကိုတွေ့ရှိခဲ့ပါတယ်ဒီလူကအမျိုးသမီးကိုလိုက်နေတာရှင်းနေပေမဲ့အမျိုးသမီးထွက်လာတဲ့အခါမှာတော့တိုက်တိုက်ဆိုင်ဆိုင်လမ်းလျှောက်သွားတယ်လို့ဟန်ဆောင်နေခဲ့ပါတယ်ဒီလူဟာအန်နီရဲ့လုပ်ဖော်ကိုင်ဖက်ကျွန်ဖြစ်ပါတယ်စုံစမ်းမှုမျိုးမျိုးကနေသူတို့သိလိုက်ရတာကကျွန်ဟာအန်နီကိုအမြဲကြိုက်ခဲ့ပေမဲ့သူ့ခံစားချက်ကိုဖွင့်ပြောဖို့မရဲခဲ့ပါဘူးပြီးတော့သူမကိုတစ်ချိန်ထက်မကနောက်ယောင်ခံလိုက်ခဲ့ပူပါတယ်တန်တရားကိုစစ်ဆေးဖို့အတွက်မိုက်ကအန်နီကို secret တောင်းခိုင်းဖို့စူးစမ်းခဲ့ပါတယ်ပြီးတော့ကျွန်က secret တောင်းပြီးတဲ့နောက်မှာ FBI နိုင်ရှိဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့အန်နီ secret ဖင်ကိုကောက်ယူဖို့စူးစမ်းတိုင်းတလန်းနောက်ကျနေခဲ့ပါတယ်တခြားရွေးချယ်စရာမရှိတဲ့အတွက်အန်နီဟာကျွန်ကိုညစာအတွက်ဖိတ်လိုက်ရပါတယ်အန်နီဟာ secret ဖင်ကိုအောင်မြင်စွာရရှိခဲ့ပါတယ်ဒါပေမဲ့စစ်ဆေးမှုရလဒ်တွေကကျွန်ဟာတိုက်ခိုက်သူမဟုတ်ကြောင်းပြသနေပါတယ်တန်တရားကင်းရှင်းသွားတဲ့နောက်အန်နီဟာကျွန်ကိုထပ်ပြီးချင်းတွေ့ခဲ့ပါတယ်သူမလူကိုယ်တိုင်တောင်းပန်ခြင်းလို့ပါဒါပေမဲ့ကျွန်ရဲ့စကားတစ်ခုကသူမကိုလုံးဝထိတ်လန့်စေခဲ့ပါတယ်ကျွန်ကသူမတနည်းနဲ့ထိခိုက်နေတာခဲ့သလားလို့မေးလိုက်ပါတယ်ဒီစကားကအန်နီကိုချက်ချင်းတန်တရားဝင်သွားစေခဲ့ပါတယ်သူမထိခိုက်နေတာခဲ့ကြောင်းကိုသူဘယ်လိုသိတာလဲဘာလို့လဲဆိုတော့သူမဘသူ့ကိုမှမပြောခဲ့ပါဘူးဒါကြောင့်တိုက်ခိုက်သူသာသိနိုင်မှာပါကျွန်ရဲ့သတင်းအမြစ်ကိုသိရှိဖို့အန်နီဟာကျွန်ကိုထပ်ရှာခဲ့ပါတယ်ဒါပေမဲ့သူမသူ့ကိုထပ်ပြီးနားလည်မှုလွဲခဲ့တာကိုသိလိုက်ရပါတယ်အန်နီအဓမ္မပြုကျင့်ခံရပြီးတဲ့နောက်သူမနှစ်ပတ်ကြာဆေးခွင့်ယူခဲ့ပါတယ်သူမကိုအမြဲကြိုက်နေတဲ့ကျွန်ဟာသူမကိုအိမ်မှာလာတွေ့ချင်ခဲ့ပါတယ်ဒါပေမဲ့သူအောက်ထပ်ကိုရောက်တာနဲ့မိုက်ကိုကုန်းချောက်ဆေးဝယ်ပြီးအိမ်ပြန်လာတာတွေ့လိုက်ရပါတယ်ပုံမှန်ဆိုရင်ကောင်မလေးတစ်ယောက်ဖျားရင်သူ့မိကလာပြုစုပေးလို့ရှိပေမဲ့သူ့အကိုကပြုစုပေးနေတယ်ဆိုရင်မိဘတွေကိုမသိစေချင်တာသိချပါတယ်ဒါအပြင်အန်နီလုတ်ပြန်ဝင်ပြီးနောက်ပထမဆုံးလုပ်တာကလုတ်ဖို့ကန်ဖက်တစ်ယောက်နဲ့တိုက်ခန်းတူမျှဝေနေဖို့တောင်းဆိုခဲ့ရပါပဲပြီးတော့အဲ့ဒီ secret ဖင်ကိုလည်းကျွန်ကတမင်တကာထားခဲ့တာပါအန်နီ secret ဖင်ကောက်တာကိုမြင်လိုက်ရတဲ့အခါသူ့အခြေအနေကိုသဘောပေါက်သွားပါတယ်ဒီအခြေအနေအလုံးကိုပေါင်းလိုက်တဲ့အခါကျွန်ဟာအန်နီတစုံတရာကြုံတွေ့ခဲ့ရမှာဖြစ်ပြီးပြောရခက်တဲ့ကိစ္စဖြစ်မယ်လို့မှန်းစခဲ့ရပါဒါပေမဲ့အသေးစိတ်ကိုတော့မသိခဲ့ပါဘူးဒီအကြောင်းကိုကြားလိုက်ရတဲ့အခါအန်နီဟာဝမ်းနည်းမှုကိုဆက်ပြီးထိန်းထားနိုင်ခြင်းမရှိတော့ဘဲသူမကြုံတွေ့ခဲ့ရတဲ့ဒုက္ခအကြောင်းပြောပြလိုက်ပါတယ်ကျွန်ဖြစ်ပျက်ခဲ့တာကိုသိလိုက်ရတဲ့နောက်တိုက်ခိုက်သူကိုရှာဖွေရမှာကူညီပေးမယ်လို့ချက်ချင်းကန့်လန့်ခဲ့ပါတယ်နောက်တစ်နေ့မှာသူတို့နှစ်ဦးဟာတိုက်ခန်းဆောက်အုံကိုအတူတူတွားရောက်စစ်ဆေးခဲ့ကြပါတယ်ပြတင်းပေါက်ပေါ်မှာကြံခဲ့တဲ့လက်ကင်ဘဝပေါ်အခြေခံပြီးအန်နီကတိုက်ခိုက်သူဟာပြတင်းပေါက်ကနေအခန်းထဲဝင်ရောက်ခဲ့မှလို့ထင်မြင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်ကတော့ဒီလိုမထင်ပါဘူးအဆောက်အုံကရေပိုက်တွေကဟောင်းနှွမ်းနေပြီးကျိုးနေပါတယ်ဒါတွေကတိုက်ခိုက်သူတက်တာကိုထောက်ကူပေးနိုင်မှာမဟုတ်ပါဘူးတကယ်လို့တိုက်ခိုက်သူပြတင်းပေါက်ကနေထွက်သွားခဲ့ရင်သူထားခဲ့တဲ့လက်ကင်ဘဝကိုတတိမထားမိပဲမဖြစ်နိုင်ပါဘူးလက္ခဏာတွေအားလုံးကတိုက်ခိုက်သူဟာအိမ်ထဲမှာကြိုတင်ပုံအောင်နေခဲ့ကြောင်းပြသနေပါတယ်သူမညတိုင်းနွားနို့တောက်တဲ့အကျင့်ကိုအခွင့်ကောင်းယူပြီးအိတ်ဆေးကိုကြိုထည့်ခဲ့ပါတယ်ပြီးတော့အန်နီအိပ်ပျော်သွားပြီးနောက်အဓမ္မပြုကျင့်ခဲ့ပါတယ်ထားခဲ့တဲ့လက်ကင်ဘဝကတော့အာယုံလွဲဖို့ပုံစံတစ်မျိုးပါပဲဒီလိုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့သူမသိတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတဲ့အမှန်တရားကိုဖုံးကွယ်ဖို့သာဖြစ်ပါတယ်ဒါနဲ့သူတို့ဟာအဆောက်အုံရဲ့လုံခြုံရေးဗီဒီယိုဖိုင်ကိုစစ်ဆေးဖို့သွားခဲ့ကြပြီးမမျှော်လင့်ပဲတွေ့ရှိခဲ့တာက